အားလုံးမင်္ဂလာပါကျွန်တော်ဟိမနာမြင့်ချီပါခေတ္တတိုင်းသားရဲ့အခရာကဗျာစာအုပ်လေးထဲမှာပါတယ်ကျွန်တော်ရေးဖွဲ့ထားတဲ့ကဗျာလေးတစ်ပုဒ်နဲ့ရွတ်ဖတ်သွားမှာဖြစ်ပါတယ်ကဗျာကောင်းစင်ကတော့မီနီလမ်းကလေးလို့မြင်ရပါတယ်ချစ်သူအလွမ်းတွေကိုခြေရာကောက်ဖို့မီနီလမ်းကလေးတိုင်းလျှောက်ခဲ့အတိတ်ဆိုတာအတိတ်မှာပဲခြံထားခဲ့ပါဆိုပေမဲ့ငါရာဇဝင်ရင်ပါဟောင်းလေးမှာတန်တန်တာတာတစ်ချိန်ကမီနီလမ်းကလေးကိုပဲတရိယာနေတဲ့ချစ်သူတရိယာချင်းတွေထုတ်ပိုးချေလေထားတဲ့အဲ့ဒီလမ်းကလေးမှာခြေခံဖွားဖွားနေရင်မင်းရဲ့ကိုယ်တင်းရနံတင်းတင်းလေးကအခုထိရနိုင်လို့ချစ်သူဟိုးဝေးကတောင်တန်းတွေပေါ်မှာနှင်းမီတွေခြုံလွှမ်းနေတာမြင်ရတော့မင်းကိုပူလွှမ်းမိတာကိုချစ်တရိယာလေးလားချစ်သူဒီလမ်းလေးရဲ့ဘေးကထင်းရှူတန်းလေးရဲ့အောက်မှာမင်းငါ့ကိုစိတ်ကောက်ပြီးတယောက်တည်းချမ်းထားခဲ့တော့ပါလေငါနဲ့တူချယ်ရီတွေလည်းငိုတယ်ခိုးပြာတွေလည်းငိုတယ်စိန်ပန်းတွေလည်းငိုတယ်ထင်းရှူတန်းကြီးဆိုတာကတော့ပြောမနေနဲ့တော့လေတထိုးလို့မျက်ရည်ကိုရွှေ့ရွှေ့ဆိုလို့ဒီလိုနဲ့ပဲရာသီမမှန်နဲ့နာရီရဲ့သွေးခုန်လုံးနဲ့ကတ်တက်ချပြည့်ဒီလမ်းလေးကမင်းနဲ့ကိုနဲ့ထွက်ခွာသွားရမယ်ဆိုတာသူ့လိုလိုသိနေတဲ့ထင်မှာရဲ့ကွယ်ဒါပေမဲ့လေဒီလမ်းလေးကဒီအကြောင်းတွေကိုခုထိတစ္ဆာရှိစွာပဲကိုယ်ပြောမပြခဲ့ဘူးလေ